ဒီမကြည့်ကွာငါဒီဟဲ့ငါဒီမှာကွာပြလို့ကွာဒီငါဒီကွာအဲ့လိုပါနော်ငါဖျားလုံးဒီငါမမေကွာမဟာမြန်မှုတော်လိုပဲအလွယ်ခေါ်တယ်ကွာဒီလားဒီဖျားကကွာဒေါင်းကျင်လို့ရှိရင်ကွာဒီလားငါဟိုတယ်လီဂရမ်ကောင်လေးလာပြီးကွာမင်းဖုန်းကကွာ description မှာကွာငါချပေးထားတယ်ကွာဒီလားဒီမှာကွာဒီ shader တော့တက်တောင်းမှာပေါ့ကွာဝေါကကွာဝေါကတက်တောင်းမှာကွာဝေါက 1.1.15 အထက်အဲ့ 1.21.15 version အထက်ရှိနေမှရမှာပေါ့နော်နေကတော့ပြန်ထားလိုက်အောင်အဲ့လိုပြရစီလားဒီလို down ရလို့ရှိရင် description မှာပြထားတဲ့ link ကနေပြထားတဲ့ဟိုပါနေTelegram အကောင့်ကနေပြီးတော့ဗျာကျွန်တော်လာပြီးတော့တောင်းလေဗျာကျွန်တော်ဟိုဟာပြီးရင်နော်ဒီ shader လာတောင်းတယ်တောင်းဗျာ shader လေးလာရပေါ့နော်ဒါပေမဲ့ဒါဟိုဟာ1.1.90 အထက်မှာဗျာဒီရှိပုံစံလေးရပေါ်ပါဗျာဒါကြတော့ဒီ Minecraft 1.21.132.1 ဗျာဒါအဲ့ဒါဘာဖြစ်လဲအဲ့ဒါဒေါင်းနေလို့ပေးပါကျွန်တော်ပေးပါမယ်ရလာရအရေးလေးပုံမယ်ဗျာနောက်ပြီးကျွန်တော်ဖျားရဲတော့ပြမယ်ခဏလေးဖျားတော့အထက်တွေအများကြီးပါတယ်ဗျာအားလုံးပဲဒေါင်းကျင်လို့ရှိရင်ကျွန်တော် description မှာပြထားတယ် Telegram အကောင့်လေးကနေပြီးတော့လာပြောပြကြပါအချင်းလေးနှစ်ကောင်တော့ပါသေးရဗျာလည်းရှိုးလိုက်ပြန်အဲ့ဒါကျွန်တော်ပြခုကျွန်တော်နောက်ပြီးတော့ဒီဘက်မော်လေးထပ်ပြီးတော့ထုတ်ထားရပေါ့ဒီမော်လေးပါပြမယ်တွေ့လားတွေ့လားတရိတ်ဆန်အာမာလေးဗျာဒေါင်းကျင်လို့ရှိရင်လည်းတခါလေးလာပြီးပါကျွန်တော်မုတ်ကတော့ဟိုထဲမှာတန်းမပါပါဘူးဘောထဲမှာတန်းမပါပါဘူးဒီမှာပေါ့နော် Oh my god ရွှေတကုံမလဲလာဒေါင်းလို့ရပါတယ်ကရဝေးလေးရပါတယ်ကရဝေးဟူဖရလေအဲ့ဒါလေးရရပေါ့ဒါတော့အသေးစိတ်ကြီးပြပေးထားပါဘာသာတို့ဒီမှာပေါ့အသေးစိတ်ပေါ့နော်ပြန်ထားပါလေမပြောကြည့်ဘီလင်းနာစာရှိတာနဲ့ဗျာဒါဘာနေရတော့မသိကျွန်တော်မသိဒါဘာနေရတော့ဆိုတော့အေးကျွန်တော်ဒီတိုင်းထားတာပေါ့နော်ဟိုကျွန်တော်အဲ့လိုကြောက်တုံးလို့ပါလို့လီးထားရင်ကြည့်လိုက်ပြကြည့်အချပါအဲ့တိုင်းပေါ်လေအဲ့တိုင်းပေါ်လေကျွန်တော်ဒီကောင်မပါသေးတဲ့ version ဆိုရင်ဗျာဒီနေရာမှာဗျာဟိုပါဘာလို့ရောင်းစုံဟာကြီးဖြစ်နေသေးတာတခါလေးကြာရင်လေခါလေးကြာမြေကြီးအဲ့လို block ဟိုပါဘာလို့မြေကြီး block လို့ပုံစံမျိုးကြီးဖြစ်နေရဗျာဘာလို့လဲသေးလားအဲ့ဒါကြောင့်မို့အဲ့ဒါရှိရင်ဟိုလေးမှာပဲဒေါင်းပေးပါဘာလို့ထက်လေးအများကြီးပါပဲဘာလို့လဲကြပြမယ်ခဏလေးအထက်တွေအများကြီးပါနောက်ပြီးကျွန်တော်အဲ့ဟိုဖုန်းကပြတ်သွားတာပေါ့နော်ပြတ်သွားတဲ့အချိန်မှာဟို Telegram ဟို TikTok အကောင့်ကလည်းဘန်းခံလိုက်ရတယ်ဗျာကျွန်တော် Telegram အကောင့်ကလည်းပြန်ဝင်လို့မရတော့လားTelegram အသစ်ဖောက်ထားပါတယ်ကျွန်တော် Telegram အကောင့်နာမည်စာဝါရီကပါစာဝါရီကပေါ့နော်ကျွန်တော်ဖုန်းနံပါတ်ကနေပြီးတော့လိုက်ရိုက်ရှာလို့ရပါတယ်ဒေါင်းရှင်လို့ရှိရင်လာခဲ့ပါ Minecraft အစ်စ်ပါဒေါင်းလို့ရပါမယ်မှာပေါ့နော်အဲ့ကောင်လည်းသူမနော်မိုင်းခွာဆိုတော့ကျွန်တော်ဒေါင်းပေးပါတယ်။ free ပါကျွန်တော်ဘာမှမလုပ်ခိုင်းပါဘူး။ brother တို့ကျွန်တော်ဟိုပါပဲ channel ပဲ join ခိုင်းပါပါ။ channel လေးပဲ join ခိုင်းပါပေါ့နော်။ကျွန်တော် member လိုနေလို့ပေါ့နော်။ခုက member 2000ကျော်ပဲရှိရပေါ့နော်။အခု member 9000ကျော်ထိလိုတာပဲ brother တွေရည်လား။အခုကကျွန်တော်အပေါ်ဆုံးတက်တက်ပြမယ်။ဒီအပေါ်ဆုံးထက်ထိတက်ပြမယ်ပေါ့နော်။အထက်တွေအများကြီးရှိရ brother တွေရ။ brother တို့ကြိုက်တဲ့အထက်မှာလုံးလို့ရတယ်ဗျာ။ပြီးအိမ်လဲပါတယ်ဗျာဒီလားအိမ်လဲပါတယ်အပေါ်ထိတိုင်လုံးဝကြာသွားနေမယ်ဗျာအိမ်လဲပါတယ်ဗျာအောက်ရောက်မှပဲပြန်တွေ့မယ်ဗျာကျွန်တော်အောက်ပြန်ဆင်းလာအောင်ဗျာဒီလားရောက်ပြီဗျာအောက်ဒီဆင်းကြာမစိုးလို့ဗျာဒီမှာရောက်ပါပြီအောက်ကိုဆင်းလိုက်တော့မယ်ဗျာမြန်မာလိုပဲဆင်းလိုက်တော့ဒီမှာတစ်ပင်လေးလည်းစောက်ထားရပါတော့ဗျာဒီပေါ့နော်ဒါတစ်ပင်လေးပါဒါတော့ညောင်ပင်ပေါ့နော်ညောင်ပင်ကြီးဟိုဘက်မှာလည်းညောင်ပင်တစ်ပင်ရှိမယ်ပေါ့နော်ဒီဘက်ကတောပုံစံမျိုးလုပ်ပေးထားတာပေါ့နော်ဒီမှာMinecraft ဘာလို့ 1.21 ဒီမှာပေါ့အရေးစားစပါတယ်ဗျာ
ဒီဟာကဒီရှိတ်တာနဲ့ဟိုဟာလိုက်တာဗျာရှိတ်တာတော်တော်များများခံနိုင်တာဗျာဒီကျွန်တော်စောင့်နေတဲ့ version ပါနော်အဲ့ version ကိုလေကျွန်တော်ရဲ့ Telegram မှာထားလို့ရပါတယ်အဲ့ version က 1.21.132.1 မှာဒီမှာ8မှာစောက်ပေးထားဗျာတကယ်လို့ရွှေတကုံမတ်လို့ကရဝိတ်မတ်လို့ကရဝိတ်ဆိုတာဟိုမန်းလေးကကရဝိတ်လေအဲ့နှစ်ကောင်ပါအဲ့နှစ်ခုပါဗျာနောက်ကြမှာကျွန်တော်မတ်တီတခြားပြန်ရှာပြီးတော့ brother တို့ပြန်တင်ပေးပါမယ်ခုကဒါလေးပါပဲဟုတ်ပါနော်ဟာကျွန်တော်ဝေါ်တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်လုံးဝဟိုဟာ link ကိုရှာတာတော်တော်ခက်တယ်ဒါပေမဲ့ဒီ link อ่ะဗျာကျွန်တော် brother တို့ပြန်ပေးလို့ရပါတယ်ဒီမှာပါကရိုးပါဒီမှာပါအင်းနဲ့ဝင်လာပြီဆိုဗာwelcome to မြန်မာမအဲ့ရလဲပါတယ်ဗျာမအဲ့ရတခုထပ်ထားတာဟုတ်လား welcome to မြန်မာအားလုံးပဲ bye bye ပါကြည့်ချင်တာရှိရင်ကျွန်တော်ရဲ့ comment လေးမှာမေးလို့ရပါဗျ